ဇလန်းစာမှာဒန်ဘီဆိုတဲ့ထက်တန်းကျောင်းသူတယောက်ဟာသူမရဲ့နောက်ဆုံးနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုရတော့မှာဖြစ်ပါတယ်။ဘာသာရပ်တိုင်းကိုမျက်စိမိတ်ပြီးဖြေဆိုနိုင်ပေမဲ့သင်္ချာဘာသာမှာတော့ရှေးဘွားကအထုံပါမလာတဲ့အတွက်သင်လေးချလေးဖြစ်နေခဲ့ပြီးလာမယ့်စာမေးပွဲမှာမဖြေဆိုနိုင်မှာကိုစိုးရိမ်နေခဲ့ပါတယ်။စိတ်ကသာစိုးရိမ်နေပေမဲ့သင်္ချာတင်ချိန်တိုင်းအိမ်ငိုက်နေခဲ့ပြီးတော့ဘလို့တင်မတက်တဲ့ဒန်ဘီကိုဆရာဖြစ်သူကလည်းစိတ်ပြက်နေခဲ့ပါပြီ။ပရစာမြင်အန်ဂျင်နဲ့ဒန်ဘီတယောက်အိမ်မှာဆိုလဲစာမလုပ်ဖဲနဲ့ TV ကြည့်လိုက်ဖုန်းသုံးလိုက်တချင်းဆိုလိုက်နဲ့သာအချိန်ကုန်နေတတ်ပါတယ်။သူမိကတော့ဒန်ဘီကိုတချင်းစာသားတွေအလွတ်ရတယ်လို့မျိုးတင်ချာပု္ပ္ပစာတွေကိုသာအလွတ်ရနိုင်မယ်ဆိုရင်အခုချိန်တင်ချာပါရမီရှင်ကြီးဖြစ်နေလောက်ပြီဆိုပြီးတော့ရွေ့ပြောပါတယ်။ပြီးတော့တင်ချာညံ့တာကသူမဖေရဲ့ဗီဇပါလာလို့ညံ့တာဖြစ်ကြောင်းပြောပြီးသူမကြည့်နေတဲ့ TV လိုင်းကိုပြောလိုက်တာကြောင့်ဒန်ဘီလည်းတငယ်ချင်းအိမ်လဲသွားဖို့အိမ်ကနေထွက်လာခဲ့လိုက်ပါတယ်။တငယ်ချင်းကဒန်ဘီကိုဒီတစ်ခေါက်ဖြေဆိုမဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာကြာဆုံးလို့မရကြောင်းနဲ့သူမတို့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်တာကြောင့်အကောင်းဆုံးကြိုးစားပြင်ဆင်ထားဖို့အကြံပေးလိုက်ပါတယ်။စာမေးပွဲဖြေမဲ့နေ့ရောက်တော့ဒန်ဘီတယောက်အိယာထားနောက်ကျနေခဲ့ပြီးစာမေးပွဲဖြေဖို့အတွက်ကမန်းကနန်းပြေးသွားတဲ့အခါမှာသူမမိကနောက်ကနေထိလိုက်ပေးပြီးတော့စာမေးပွဲကိုအကောင်းဆုံးဖြေဆိုနိုင်ပြီးအကောင်းဆုံးကောလိပ်ကိုတက်နိုင်ပါစေလို့ဆုတောင်းပေးခဲ့ပေမဲ့လည်းဘာသာမှမကျက်ထားတဲ့ဒန်ဘီကတော့စိတ်တွေလှုပ်ရှားပြီးတော့ကျောင်းကိုသွားလိုက်ပါတယ်။ One subject one night တော့မလုပ်ခဲ့တဲ့ဒန်ဘီကတော့ကျောင်းကားပေါ်ရောက်မှပဲခဏနေဖြေဆိုရမယ့်စာအတွက်ကိုကြက်နေခဲ့ပေမဲ့လည်းအဆင်ပြေမနေခဲ့ပါဘူး။ကျောင်းကားပေါ်ကဆင်းတဲ့အခါမှာတော့အထီးကမိကြံခဲ့တဲ့အတွက်မိုးရေထဲပြေးလာခဲ့ရင်းနဲ့စာမေးပွဲဖြေဖို့အတွက်ခွန်အားမရှိတော့ဘဲနဲ့တယောက်တည်းစိတ်အားငယ်ကကျောင်းပန်းညံရှိတဲ့ဘက်ကိုပဲပြေးထွက်လာလိုက်ပါတယ်။ပန်းညံထိုင်ကုန်လေးမှာတယောက်တည်းထိုင်နေတဲ့ဒန်ဘီတယောက်စိတ်ဓာတ်တွေကျနေခဲ့ပြီးသူမအတွေးထဲမှာလည်းဒီနေရာကနေချက်ချင်းပျောက်ကွယ်သွားရင်ကောင်းမှာပဲလို့တွေးနေလိုက်ပါတယ်။အဲဒီချိန်မိုးရေကြောင့်ရေအိမ်လေးတစ်ခုဖြစ်လာတာကိုသတိထားမိခဲ့ပြီးတော့ရေအိမ်သားကိုရှောက်သွားကြည့်မိတဲ့အချိန်မှာရေအိမ်ထဲမှာပုံမှန်မှုတ်တဲ့ရုပ်ပုံတွေကိုတွေးလို့သူမလည်းအံ့အားသင့်ပြီးတော့ကြည်နေလိုက်ပါတယ်။သူမမြင်ရတဲ့ပုံရိပ်တွေကရှေ့ဘရင်ခက်ကလူတွေဖြစ်ပြီးတော့သူတို့စီမှာမိုးမရွာတာ3နှစ်လောက်ရှိပြီဖြစ်လို့အစားအသောက်ပြက်လက်ပြီးတော့ဒုက္ခရောက်နေတာကြောင့်မိုးရွာအောင်ဆူတောင်းနေကြတာပဲဖြစ်ပါတယ်။သူမမြင်နေရတာတွေကိုထူးဆန်းနေတာကြောင့်ဒန်ဘီကရေအိမ်ပေါ်ကိုခုန်ကြည့်လိုက်တဲ့အချိန်မှာသူမတကောလုံးရေအိမ်ထဲကိုနှိမ့်မြုပ်သွားရပါတယ်။ဒန်ဘီတယောက်ရင်နစ်ကြီးတွေကိုနှိမ့်မြုပ်သွားသလိုခံစားလိုက်ရပြီးပြန်ပေါ်လာတဲ့အချိန်မှာတော့သူမနာမှာနန်းဝင်နန်းစားတွေနဲ့လူတွေကိုတွေးတဲ့အခါမှာသူတို့ကိုသမိုင်းဇလန်တွေရုပ်ရှင်ရိုက်နေကြတာလားလို့မေးလိုက်ပါတယ်။တကယ်တော့ဒန်ဘီကမမျော်လင့်မဲနဲ့အချိန်ခီးသွားသလိုဖြစ်သွားပြီးဘရင်ခက်ကိုရောက်ခဲ့တာဖြစ်ပါတယ်။အားလုံးကထူးဆန်းတဲ့ပုံစံနဲ့ပေါ်လာတဲ့သူမကိုအံ့ဩပြေးကြည့်နေတဲ့အချိန်ဘရင်ဖြစ်သူကဒန်ဘီကိုနတ်ဆိုးတကောင်ထင်ပြီးတော့တက်ပစ်လိုက်ဖို့ပြောတော့ဒန်ဘီကသူမကထက်တန်းကျောင်းသူတယောက်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ခက်ကလာကျောင်းစကားလီတန်ကွဲနေကြတဲ့အတွက်မူမတ်တွေကဒန်ဘီပြောတဲ့စကားကိုနှက်စကားပြောတယ်ထင်ပြီးတော့ကြောက်လန့်ပြီးသူမနာကိုဝိုင်းလာခဲ့တော့ဒန်ဘီကစနေတဲ့ထင်ပြီးဓာတ်ကိုကန်ကြည့်ကမှအစ်စ်ဖြစ်နေလို့ကြောက်လန့်ကြတဲ့သူမဘာကြောင့်ဒီကိုရောက်လာလဲဆိုတာသိကြောင်းနဲ့မိုးပေါ်မော်ပြီးတော့ချက်ချင်းမိုးရွာစေလို့ပြောလိုက်ပါတယ်။သူမရဲ့ရုတ်တရက်ထူးဆန်းတဲ့ပြုမှုကြောင့်အားလုံးကသူမနောက်ကနေလိုက်ဆိုပြီးတော့ဝက်ပြုတ်နေကြတဲ့ချိန်သူမကအသာလေးလူအုပ်ကြားကနေလက်ထွက်လာခဲ့လိုက်ပါတယ်။နောက်တော့အခြေအနေကိုလိုက်သိနေနိုင်ဖို့အတွက်အမတ်ဝတ်စုံတစ်ခုကိုဝက်လိုက်ပြီးတော့ရုပ်ဖြစ်ကနန်းရွယ်စည်းဝေးကိုတက်ရောက်ခဲ့လိုက်ပါတယ်။အစည်းအဝေးမှာဘရင်ကနဂိုးကွယ်မှုတွေအပေါ်မှာအားကိုးနေတာကိုလျှော့ပြီးသိပ္ပံနဲ့တင်ချာကိုလေ့လာရမယ်လို့ကြေညာလိုက်တော့ရှေးဦးဆွဲနေတဲ့မတ်ကြီးတွေကတင်ချာဆိုတဲ့ညီမြချင်းပု္ပ္ပစာတွေနဲ့တဘာဝတရားကိုမဖြေရှင်းနိုင်ကြောင်းနဲ့နတ်ဆိုးတွေကဘရင်ကိုနှောက်ယှက်နေလို့သာမိုးခေါင်နေရခြင်းဖြစ်ကြောင်းရှောက်တင်ကြပါတယ်။ပြီးတော့မိုးရအောင်လုံးနိုင်တဲ့တကူရီသောနီလန်းကတော့ဘရင်အနေနဲ့မိဖုရားတယောက်ယူပြီးနတ်တွေကိုပူဇော်ပွဲလုပ်ပေးမှသာဖြစ်နိုင်မယ်လို့ရှောက်ပါတယ်။အဲ့ချိန်ဒန်ဘီကစီဝေးခန်းထဲကနေခိုးထွက်ခဲ့ပြီးတဲ့နောက်သူမရဲ့ကြကြံခဲ့တဲ့ဖုန်းကိုပြန်ရှာတွေးတဲ့ချိန်ရဲမက်တွေဖမ်းတာခံလိုက်ရပါတယ်။ဒန်ဘီလည်းဘရင်စီကိုရောက်သွားတော့ဘရင်ကသူမရဲ့ထူးဆန်းတဲ့ပုံစံကိုမတင်ကားတာကြောင့်ချက်ချင်းပဲကွက်မြစ်ဖို့အမိန်ပေးလိုက်တဲ့အချိန်မှာသူမကဘရင်ကိုတောင်းပန်လိုက်ပြီးသူမကအနာဂတ်ကဘာကနေရောက်လာတာဖြစ်ပြီးအိမ်မဲပြန်ကျင်ကြောင်းပြောပေမဲ့လည်းဘရင်ကတော့သူမကိုမယုံတဲ့အတွက်ဒန်ဘီလည်းထိတ်လန့်သွားပြီးဘရင်ရဲ့စိတ်ကိုပြောင်းနိုင်အောင်လို့သူမကတင်ချာအတွက်ချက်အရန်တော်ကြောင်ပြောလိုက်ပါတယ်။သူမပြောတာကိုစိတ်ဝင်စားသွားတဲ့ဘရင်ကကွက်မြစ်ဖို့ကိုဆိုင်းငံလိုက်ပြီးသူမကိုပိုက်တာကိုတဲ့တီယိုရန်ပု္ပ္ပစာကိုတွက်ခိုင်းပါတယ်။ခေပညာတတ်တွေနေပါနေသေးတဲ့နန်းတွင်ခက်မှာတော့တင်ချာကခက်ခဲနေပေမဲ့ယနေ့လိုဆဆရရခက်မိနေတဲ့အချိန်မှာစာမလုပ်ဖဲဒန်ဘီတော်တွက်နိုင်နေပြီဖြစ်တာကြောင့်ဘရင်ရှိမှအေးအေးဆေးဆေးတွက်ပြလိုက်ပါတယ်။ဘရင်လည်းသူ့ရဲ့တော်ဆုံးပညာရှိတွေတောင်3ရက်ချိန်ပေးပြီးတွက်ခဲ့ရတဲ့ပု္ပ္ပစာကိုတထိုင်နဲ့အပြည့်တွက်ပြလိုက်တဲ့ဒန်ဘီကိုထင်ကြီးသွားပြီးရွေတုံးပေးပြီးတော့ဆုချလိုက်ပါတယ်။ပြီးတော့သူတို့အားလုံးကိုလည်းတင်ချာဘာသာရက်ကိုကျွမ်းကျင်အောင်သင်ပေးရမယ်လို့တာဝန်ပေးလိုက်ပြီးတာဝန်ပြီးဆုံးရင်တော့အိမ်ကိုပြန်ခွင့်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒန်ဘီရဲ့ပထမဆုံးကျောင်းသားကဘရင်ကိုယ်တိုင်ဖြစ်ပြီးတော့ပေါင်းတော့မြောက်စားတောင်မသိတဲ့သူ့ထက်အခြေအနေဆိုးတဲ့ဘရင်ကိုကြည့်ပြီးအံ့အားသင့်ခဲ့ရပါတယ်။ဒန်ဘီလည်းဘရင်ကိုစိတ်ရှိရှိနဲ့သင်ပေးခဲ့ပြီးတဲ့နောက်ဘရင်ကအနှဲငယ်တက်မြောက်လာတဲ့အခါမှာတက်ကနေ10ထိအလီတွေကိုပြန်ရုပ်တဲ့ပြန်ပွဲကိုကျင်းပပါတယ်။ဘရင်ရှုံးသွားတဲ့အခါမှာဒန်ဘီတယောက်ဘရင်ကိုဘရင်ဖြစ်နေမှန်းအောင်မေ့သွားပြီးတော့ခေါင်းကိုရိုက်လိုက်တဲ့အခါမှာဘေးကဆောင်ကချက်ချင်းဒန်ဘီခေါင်းကိုဓာတ်နဲ့ပိုင်းကာနီးဘရင်ဝင်တားလိုက်လို့တီတီလေးလွတ်သွားခဲ့ပါတယ်။မိဖုရားကြီးကတော့ဘရင်ရဲ့ခက်တဲ့အတွေးခေါ်တွေကိုသဘောမကျတာကြောင့်မိဖုရားကြီးလာရင်တော့ဘရင်နဲ့ဒန်ဘီတို့ကတင်ချာလေးလာနေတာတွေကိုရပ်လိုက်ပြီးဂီတတင်နေကြတဲ့အတိုင်းနေခဲ့ကြရပါတယ်။တရက်မှာဘရင်ကဒန်ဘီကိုစားတော့တဲခင်းကျွေးပေမဲ့လည်းဒန်ဘီကတော့တော်ဝင်ဟင်းတွေကိုမကြိုက်ခဲ့ပဲခေါက်ဆွဲကြောက်ထုတ်တာပြုတ်စားခြင်းကြောင့်ပြောပြီးချက်ပြုတ်ဆောင်ကိုလိုက်ပို့ခိုင်းပါတယ်။ပြီးတော့သူမမှာပါလာတဲ့ခေါက်ဆွဲဘူးကိုရေနွေးထက်ပြုတ်ပြီးဘရင်ကိုပါကျွေးတော့ဘရင်ကလည်းမြေးဆန်းကြည့်ပြီးဆက်ပင်မဲ့လည်းစားလို့ကောင်းကြောင်းပြောပြီးသူမအတွက်တောင်မချမ်းမဲနဲ့စားပြစ်လိုက်ပါတယ်။နောက်နေ့မနေ့ရောက်တော့ဘရင်ရဲ့အာကောင်ချက်အော်တန်ကြောင့်နန်းတွဲတစ်ခုလုံးလည်းမက်ဗရာမြေလူးတို့ဖြစ်ကုန်ကြပြီး
ပြီးတမားတော်ကြီးတွေလည်းကောင်းချင်းကုန်ကြပါတယ်အချင်းချင်းငြိမ်သွားတဲ့အချိန်တံမီတယောက်ဘင်းကိုသွားတွေ့တဲ့အခါမှာဘင်းရဲ့နှစ်ဖူးမှာမော်စာရွက်ကြီးကတ်နေတာကိုတွေ့တော့သူမကမော်တက်နဲ့သူ့ကိုဘိုင်းအောင်ဘိုင်းအောင်ပြူစားထားတာဖြစ်တယ်လို့ပြောပါတယ်အန်းအသင့်သွားတဲ့တံမီလည်းဘင်းကိုဆရာကြီးကကြွေးလိုက်တာကခေါက်ဆွဲတော်မော်တက်မဟုတ်ဘူးငေဦးသီးဆက်လွန်ပြီးအစာရင်ပူဘိုင်းအောင်တာတော့မစားဘူးရင်ဖြစ်တာပေါ့လို့ပြောတော့ဘင်းကအစာရင်ဆိုတာဘာကိုပြောတာလဲလို့မေးပါတော့တယ်ဒါနဲ့တံမီကလူခန္ဓာကိုယ်မှာရှိတဲ့အစိပ်ပိုင်းတွေအကြောင်းကိုစိတ်ရှိရှိနဲ့ရှင်းပြပြီးတော့ရင်ဘတ်ကိုလက်နဲ့ဖိလိုက်ရင်နှလုံးခုန်တန်းကိုပြန်ကြားနိုင်ကြောင်းပြောပြပါတယ်ဘင်းကရင်ဘတ်ကိုဖိကြည့်ပေမဲ့ဘာမှမကြားရတဲ့အကြောင်းပြောတော့တံမီကလည်းတေချာအောင်ကြားနိုင်တဲ့အချိန်ကကိုကတစုံတစ်ယောက်ကိုချစ်မိသွားတဲ့အချိန်တေချာခံစားနိုင်ကြောင်းဘင်းကြီးကိုပညာတွေသင်ပေးပါတယ်ဘင်းကတော့တံမီရဲ့အတိကျွယ်ဝမှုတွေကိုထင်ကြီးသွားပြီးပါရမီရှင်တယောက်ပဲဆိုပြီးတော့ကျိုးစွန်းရဲ့နန်းတွင်းပညာရှင်အားလုံးကိုသင်ချတာမကသိပ္ပံနဲ့စိုက်ပျိုးရေးဘာသာရပ်တွေကိုပါသင်ပေးဖို့တောင်းဆိုခဲ့ပါတယ်အဲညမှာစာသင်ရင်းနဲ့ဘင်းကတံပီကိုလိန်မော်သီးတစ်လုံးကျွေးတဲ့အခါမှာတံပီကကျေးဇူးတင်ကြောင်းပြောပြီးချက်ချင်းစားပြစ်လိုက်တော့ဘင်းကအံ့ဩစိတ်ဆိုးသွားပြီးငါပြင်ပေးတဲ့လိန်မော်သီးတစ်လုံးကိုအနည်းဆုံး3ရက်လောက်သိမ်းပြီးမှသာစားတင်ကြောင်းနဲ့စုလက်ပေးတာကိုတံမိုးမထားဘူးလို့ပြောပါတော့တယ်ပိုပြီးအံ့အားသင်သွားတဲ့သူကတော့တံပီဖြစ်ပြီးဘင်းဒါကလိန်မော်သီးလေးတစ်လုံးပါပဲနော်လို့ပြန်ပြောခဲ့ပါတယ်နောက်နေ့မှာဘရင်နဲ့လက်ထပ်ခြင်းနဲ့မင်းသမီးတစ်ပါးကအမတ်ကြီးတယောက်နဲ့ပေါင်းပြီးဘရင်စားမဲ့ပကံတဲကိုမူရက်စေတဲ့ဆေးခတ်ထားကဘရင်ကိုအပိုင်သိမ်းမှုကြံစီကြပါတယ်။ကံကောင်းကျင်တော့သူတို့စီစဉ်သူတို့ဖြစ်မလာခဲ့ဘဲနဲ့သူတို့ဆေးခတ်ထားတဲ့ပကံကိုမတင်မဖဲနဲ့တံပီကစားခဲ့မိပါတယ်။မူးဝေနေတဲ့တံပီကဘရင်နာကိုရှောက်လာခဲ့ရင်နဲ့နန်းတော်ရိပ်မှာအိပ်ပျော်သွားပါတယ်။ပြန်လို့လာတော့တံပီကဘရင်ကိုသူမရဲ့ထူးဆန်းတဲ့ပြုတ်မှုအတွက်တောင်းပန်ခဲ့ပေမဲ့လည်းဘရင်ကတော့ဘာမှမဖြစ်ခဲ့တယ်လို့ပဲသဘောထားလိုက်ပြီးတော့မေးပြလိုက်ဖို့ပြန်ပြောခဲ့ပါတယ်။နောက်တစ်ခါမှဘရင်နဲ့တံပီတို့နှစ်ယောက်လမ်းလျှောက်ထွက်လာခဲ့ရင်းနဲ့ဘရင်ကတံပီရဲ့တာဝန်တွေပြီးဆုံးသွားရင်ကောင်းစီမှာယာရုတိုးမြင့်ခံရပြီးနန်းတော်ကမြင်းတကောင်ရမယ်လို့ပြောတဲ့အခါမှာတော့တံပီကသူမဘာမှမလိုချင်ကြောင်းနဲ့မိုးရွာခဲ့ရင်သူမရဲ့ကဘာကိုပြန်ကျင်ကြောင်းသာပြန်ပြောခဲ့ပါတယ်။ဘရင်ကလည်းအဲ့ဒါဆိုရင်ငါ့ကိုလည်းဘရင်လိုမဆက်ဆံနဲ့ငါတို့ကတငယ်ချင်းနေပဲလို့ပြန်ပြောခဲ့ပါတယ်။နောက်တစ်နေ့မှာတံပီကိုမကြိုက်တဲ့အမတ်ကြီးနဲ့နတ်ဆရာတွေပူးပေါင်းပြီးတော့ဘရင်ကြီးရဲ့ဖုံးတိုးကိုစော်ကားပြီးတော့ပြူစားနေတဲ့ဆိုတဲ့အမှုနဲ့တံပီကိုဖမ်းပြီးတော့ခုံရုံးတင်ခဲ့ပါတယ်။ဘရင်ကတော့တံပီဘက်ကနေအပြေးဝရက်တီပေးခဲ့ပြီးတော့ဒီပညာရှင်ငယ်ကတန်ဖိုးရှိတဲ့အတီတရားတွေများစွာရှိတယ်လို့နတ်ဆရာတွေကိုရှင်းပြတော့နတ်ဆရာတွေကလည်းတံပီကိုစမ်းသပ်တဲ့အနေနဲ့အချိန်2ပတ်အတွင်းမိုးရွာအောင်လုပ်နိုင်ရင်တည်တံကနေလွတ်ပေးမယ်လို့စိန်ခေါ်လိုက်ပါတယ်။အဲဒီနောက်တံပီလည်းသူမတတ်ထားမှတ်ထားတဲ့ပညာတွေနဲ့မိုးရွာဖို့အရေးအတွက်အရာအလုံးကိုတွက်ချက်ပါတော့တယ်။ဘရင်ရဲ့ကိုရန်တော်ကလည်းသူမကိုမိုးရေတိုင်းကရိယာတိဆောက်နိုင်အောင်လို့ကူညီပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ယာတီဥရုကအုပ်ဆိုင်လာပြီးတော့မိုးများစွာရောက်သွန်းခဲ့လို့တံပီလည်းပျော်သွားခဲ့ပါတယ်။တစ်ဖက်မှာဘရင်ကမိုးရွာခဲ့ရင်တံပီကသူနာကနေထွက်သွားတော့မှာကိုတွေးပြီးတော့ဝမ်းနေပေမဲ့လည်းတံပီရဲ့အသက်အန္တရာယ်ကြောင့်တံပီနေတဲ့အိမ်ကိုလိုက်သွားခဲ့တဲ့အခါမှာပိုင်တွေနေတဲ့တံပီကိုတွေးခဲ့ပါတယ်။ဘရင်ကသူမကိုချက်ချင်းဒီကနေထွက်ပြေးဖို့လိုကြောင်းနဲ့သူမနိုင်ငံကိုပြန်အောင်နိုင်မဲ့သင်္ဘောတစ်စီးကိုလည်းစီစဉ်ပေးထားကြောင်းပြောပါတယ်။အဲ့ချိန်တံပီကသူမကအနာဂတ်ကဘာမှာလည်းသူမရဲ့ပြဿနာတွေကိုမြင်ဆိုင်ရဲလို့ထွက်ပြေးခဲ့တာဖြစ်လို့အခုကဘာမှာတော့ထွက်ပြေးတော့မှာမဟုတ်ကြောင်းနဲ့ပြဿနာတွေကိုပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ထားကြောင်းအခိုင်အမာပြောပါတယ်။အဲ့ချိန်ဘရင်ရဲ့ကိုရန်တော်ကအမတ်ကြီးရဲ့အိမ်ကိုရောက်လာခဲ့ပြီးတံပီကအနာဂတ်ကလာတာမှန်ကန်ကြောင်းပြောတဲ့အခါမှာတော့အမတ်ကြီးကတံပီကိုရှင်းလင်းပြဖို့အမိန့်ပေးခဲ့ပါတယ်။အဲ့နောက်ဘရင်ရဲ့ကိုရန်တော်ကတံပီကိုလုံခြုံတဲ့နေရာပြောင်းဖို့လိုကြောင်းဖြောင်းပြပြီးတတော်တနေရာစီကိုခေါ်လာခဲ့ပါတယ်။တတော်လန်တနေရာရောက်တဲ့အခါမှာကိုရန်တော်ကတံပီကိုမိန်းကလေးတယောက်ဆိုတာအစကတည်းကတီးကြောင်းနဲ့သူမကိုရှင်းပြဖို့အမိန့်ရှိထားပေမဲ့လည်းအမိန့်ကိုလိုက်နာမှာမဟုတ်ကြောင်းအခုချိန်ကသူမအတွက်အန္တရာယ်ရှိနေတဲ့အတွက်လုံခြုံတဲ့နေရာမှာခဏလောက်ပုန်းရှောင်နေဖို့ပြောခဲ့ပါတယ်။တစ်ဖက်မှာမတ်ကြီးကဘရင်ကိုတံပီတင် ကြားပေးခဲ့တဲ့ဘာသာရပ်တွေသူမဖန်တီးခဲ့တဲ့နည်းပညာတွေနဲ့စာပေတွေကိုဖျက်ဆီးပြီးတော့ရိုးရဒလိကိုပဲလိုက်စားတင်ကြောင်းပြောဆိုစည်းရုံးပေမဲ့လည်းဘရင်ကလက်မခံခဲ့ပါဘူး။အဲဒီနောက်ဘရင်လည်းအမတ်ကြီးလွတ်လိုက်တဲ့လုံခြံရေးဖွဲ့ကတံပီနောက်ကိုလိုက်သွားတာကိုသိလိုက်တဲ့အချိန်ချက်ချင်းပဲမြင်းကိုတုံးဆိုင်မောင်းနေပြီးတော့လိုက်သွားခဲ့ပါတယ်။တော်ထဲမှာတော့အဆောင်တွေကတံပီတို့ကိုရှာတွေ့သွားတဲ့အချိန်ကိုရန်တော်ကတံပီကိုမြင်းမော်တင်ကထွက်ပြေးခိုင်းလိုက်ပြီးအဆောင်တွေသူမနောက်ကိုလိုက်မလာနိုင်အောင်လို့တားဆီးပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာတံပီကိုရှင်းပြချင်နေတဲ့မင်းသမီးကလည်းဘရင်ရဲ့နောက်ကိုခြေထောက်တွေပေါက်ပြဲသွေးထွက်တဲ့အထိကိုလိုက်လာခဲ့ပါတယ်။လမ်းခွဲတနေရာကိုရောက်လာတဲ့တံပီကတော့ဘယ်လမ်းရွေးရမလဲမသိတဲ့အချိန်မှာဘရင်ကြီးပြောဘူးတဲ့ဂျိုးစွန်းရဲ့နေထွက်တဲ့နောက်ကိုလိုက်ရင်ပင်လယ်ကိုရောက်တယ်ဆိုတာကိုသတိရသွားပြီးနေနောက်ကိုလိုက်ခဲ့တဲ့အခါမှာတော့ပင်လယ်ကမ်းစပ်ကိုရောက်သွားခဲ့ပါတယ်။အဲမှာဘရင်ကတော့ကြိုရောက်နေပြီးတော့သူမကိုစောင့်နေခဲ့ပါတယ်။ညရောက်တော့နှစ်ယောက်သားကျယ်ရီကြည်ရင်နဲ့ထိုင်နေခဲ့ကြပြီးတံပီကအနာဂတ်ကဘာမှာဒီလိုကျယ်ရီဆုံးတာမမြင်နိုင်တော့ကြောင်းနဲ့အလင်းရောင်ပြင်းတဲ့ကျယ်တချို့ကိုသာမြင်နိုင်ကြောင်းပြောနေတဲ့အချိန်ဘရင်ကရုတ်တရက်တံပီကိုချစ်တယ်ဆိုတဲ့အကြောင်းဝန်ခံခဲ့ပါတယ်။ပြီးတော့ဘရင်ကအနာဂတ်မှာလည်းပြည်သူတိုင်းနားလည်နိုင်တဲ့စာပေတွေကိုတီထွင်ရင်ကြောင်းပြောတော့တံပီလည်းရုတ်တရက်သတိရသွားပြီးသူမအိတ်ထဲကအနာဂတ်ပတ်စံကိုထုတ်ကြည့်လိုက်တဲ့အခါမှာတော့ဘရင်ရဲ့ရုပ်နဲ့တူနေခဲ့တာကြောင့်ဘရင်ကြီးလုံးနိုင်မှာတေချာတာကိုသိသွားခဲ့ပါတယ်။နောက်တော့ဘရင်လည်းနန်းတော်ကိုပြန်ရောက်လာခဲ့ကပုံမှန်တိုင်းပြန်နေခဲ့ပြီးတံပီကိုလိုက်စုံစမ်းနေတာတွေရပ်ဖို့ပြောခဲ့ပေမဲ့အမတ်ကြီးတွေကတော့ကျင်းတဲ့ပုံမပေါ်ခဲ့ကြပါဘူး။ဘရင်ကြီးကနောက်ွယ်မှာတံပီကိုဖွက်ထားခဲ့ပြီးတံပီစီကနေခေတ်သစ်ပညာနဲ့စာပေတွေကိုလျှို့ဝှက်လေ့လာနေခဲ့ပါတယ်။တညမှာတော့တံပီတယောက်ပိုက်စာလို့ခေါ်ဆွဲဖို့ကင်ပြီးချက်ပြုတ်ဆောင်လာခဲ့တဲ့အချိန်
မင်းသမီးကသူမလိုညာဘက်မုံခိုးစားနေတာတွေ့တော့အတူတူထိုင်ပြစ်သွားကြပြီးတော့သူမရဲ့ခေါက်ဆွဲဘူးကိုပြုတ်ကျွေးလိုက်တဲ့အခါမှာတော့မင်းသမီးလည်းသူမခေါက်ဆွဲကိုကြိုက်သွားပြီးသူတို့နှစ်ယောက်လည်းခင်သွားခဲ့ပါတယ်။ရန်နေငယ်ကြမှာမင်းသမီးကဘရင်စီလာပြီးဘရင်နဲ့တံပီအကြောင်းကိုအကုန်တီကြောင်းပြောပြီးတော့တံပီကဘရင်ရဲ့မိဖုရားဖြစ်တဲ့တယ်လို့တိုက်တွန်းခဲ့ပါတယ်။တစ်ဖက်မှာချက်ချင်းဆိုသလိုပဲတံပီကိုချွေရန်တွေကအလှတွေပြင်ပေးပြီးဝတ်စားတွေလဲပေးနေတော့ဘာဖြစ်နေမှန်းမသိပဲအံ့ဩနေခဲ့ပါတယ်။နောက်မှမိဖုရားကြီးကသူမကိုဘရင်နဲ့လက်ထပ်ပေးဖို့လုပ်နေတာမှန်းသိသွားတော့ကျောင်းသူပဲရှိသေးတဲ့တံပီလည်းလန့်ပြီးတော့ထွက်ပြေးပါတော့တယ်။တံပီထွက်ပြေးသွားတော့ကိုဘရင်ကြီးတည်သွားတော့နောက်ကနေလိုက်သွားပြီးသူမလက်ကိုဆွဲကအခန်းတခန်းထဲကိုခေါ်လာခဲ့လိုက်ပါတယ်။မထေမက်ဖေယောက်ျားယူရတော့မဲ့တံပီတယောက်အဟိပြီးတော့ဘရင်ကြီးကိုတငယ်ချင်းပဲဖြစ်မယ်လို့ပြောခဲ့ကြောင်းနဲ့သူမအသက်ကအခုမှ19နှစ်ပဲရှိသေးကြောင်းပြောတော့ဘရင်ကြီးကလည်း19နှစ်ဆိုတာအပြိုဖြစ်ပြီး3နှစ်တောင်ပိုကြီးနေပြီလို့စားတော့လိုက်ပြီးသူမကိုဘာမှမလုပ်ကြောင်းနဲ့တကယ်တော့သူ့မေမိဖုရားကြီးကအရန်ကောင်းပါတယ်သူဖြစ်တာကြောင့်ပတ်ဝန်းကျင်နဲ့တစ်တော်အောင်နေဖို့ပြောပါတယ်။တင်းမာကိုရန်တော်ကတံပီကိုသူမရဲ့အနာဂတ်ကဘာကိုပြန်သွားကျင်လာလို့မေးတော့တံပီလည်းသူမစိတ်တွေကိုဝေခွဲမရဖြစ်နေခဲ့ပါတယ်။အခန်းထဲမှာတယောက်တည်းတွေ့ဝေပြီးထိုင်နေတဲ့အချိန်မင်းသမီးရောက်လာပြီးမိဖုရားကြီးကတွေ့ဖို့ရောက်လာတယ်ပြောတော့တံပီလည်းလိုက်ခဲ့လိုက်ပါတယ်။ဒါမဲ့မထင်မှတ်ဖဲနဲ့မိဖုရားကြီးကသူမရဲ့အနာဂတ်ကအမေနဲ့ရုပ်ချင်းစင်နေလို့သူမအမေကိုတတိယသွားပြီးအားလုံးရှိမှငိုချလိုက်ပါတော့တယ်။အဲဒီညမှာတော့သူမတီထွင်ထားတဲ့ကျေတာရာကြီးမှန်မြောင်းကိုကြီးခဲ့ကြပြီးကျိုးစွန်းရဲ့ရက်လနှစ်တွေပါတဲ့ပြက်ကလေးကိုပြင်ဆင်ပေးခဲ့ပါတယ်။ပြီးတော့ဘရင်ကတံပီကိုသူတီထွင်ထားတဲ့အနာဂတ်မှာကိုရီးယားစာဖြစ်လာမဲ့ B28 လုံးကိုလည်းလိုက်ပြခဲ့ပါတယ်။သူတို့နှစ်ယောက်တော်ဝင်ခမ်းမဆောင်ကိုဝင်လာတော့ဘရင်ကတော်ဝင်စတိုးကိုသူမကောင်းမှတက်ပေးလိုက်ပြီးသူနဲ့အတူထာဝရအတူနေဖို့တောင်းဆိုပါတယ်။ဒါမဲ့တံပီကငိုပြီးတော့မဖြစ်နိုင်ကြောင်းနဲ့မိုးရွာရင်ပြန်မယ်လို့ဂရီပေးထားပြီးတော့အိမ်မှာသူမအမေစောင့်နေကြောင်းပြောတဲ့အခါမှာဘရင်ကအမေကိုသွားတွေ့ပြီးပြန်လာလို့ရကြောင်းနဲ့ဒီမှာအတူနေကြဖို့ပြောတော့တံပီကထန်ချင်းတဲ့အခါမှာဘရင်ကဘရင်တစ်ပါးအနေနဲ့စိတ်ရှည်မှုကုန်သွားခဲ့ပြီးယောဂါတွေကပ်ဘေးတွေနဲ့ပြည့်နေတဲ့အနာဂတ်ကဂျိုးစွန်းထက်ပိုကောင်းနေတဲ့ဆိုရင်မင်းကြိုက်တာလုပ်ခဲလို့ဒေါသတကြီးပြောပြီးတော့ထွက်သွားခဲ့ပါတယ်။အဲ့ချိန်တံပီနောက်ကနေအဆောင်တယောက်ကဒုံးနဲ့ရိုက်လိုက်ပြီးတော့လဲကျသွားတဲ့တံပီရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးချလိုက်ပြီးခမ်းမတစ်ဆောင်လုံးကိုလည်းမီးလောင်တိုက်သွင်းလိုက်ပါတယ်။မီးလောင်တော်မှဘရင်ကတတိထားမိသွားပြီးတော့ခမ်းမဆောင်နဲ့ပြေးဝင်ပြီးတံပီကိုကယ်တင်ခဲ့ပါတယ်။နောက်တစ်ယောက်တဲ့အခါမှာတော့ဘရင်ကအမတ်ကြီးနဲ့သူ့ရဲ့လူတွေကိုခေါ်ပြီးသူပြုစုခဲ့တဲ့စာရန်တွေမင်းညကဖြစ်စည်းခံလိုက်ရကြောင်းနဲ့ရာဇဝတ်မှုကျူးလွန်ပြီးရင်တက်တည်ထောက်ထားတွေကိုဖျက်ပစ်ရမယ်ဆိုတာမတင်ထားရလို့လားလို့မေးပြီးတော့အမတ်ကြီးရဲ့လက်မှာပေးနေတဲ့မိခိုးပြာတွေကိုပြပြီးပြောတဲ့အခါမှာတော့အမတ်ကြီးကလည်းသူမလုပ်ကြောင်းညင်းဆိုပါတယ်။အဲ့ချိန်တံပီကနောက်ကနေမတည်သေးပဲနဲ့ပြန်ပေါ်လာတော့အမတ်ကြီးလည်းအံ့ဩသွားပါတယ်။အဲ့ညမှာတံပီကဓာတ်နဲ့ထိုးခံရပေမဲ့သူမရဲ့တင်ကြစာအုပ်ထိုးကြီးကိုထိုးခဲ့မိလို့လွတ်မြောက်ခဲ့ကြောင်းနဲ့သူမသေးပြီးထင်ပြီးစကားပြောခဲ့တဲ့အမတ်ကြီးရဲ့အတန်ကိုလည်းမှတ်မိနေကြောင်းတေချာတဲ့တက်တည်ရှိနေခဲ့ပါတယ်။ဘရင်ကအမတ်ကြီးကိုဘာကြောင့်ဒီလိုမျိုးလုပ်ရတာလဲမေးတဲ့အခါမှာအမတ်ကြီးကဘရင်တီထွင်နေတဲ့စာပေစနစ်အသစ်တွေကလူငယ်တွေကြားထဲပြန့်နှံ့သွားရင်လူငယ်တွေလွတ်လွတ်လပ်လပ်တွေးခေါ်လာနိုင်ပြီးတော့တိုင်းပြည်ကိုလည်းကမောက်ကမဖြစ်အောင်ဖြစ်စည်းကြလိမ့်မယ်လို့ပြောပြီးသူကတေဖို့မကြောက်ကြောင်းနဲ့အနာဂတ်ကိုဖြစ်စည်းမဲ့တွေးခေါ်တွေကိုသာကြောက်ကြောင်းအေးဆေးစွာပြန်ပြေခဲ့ပါတယ်။ဘရင်ကလည်းမင်းသားလည်းငါပြည်သူတွေအတွက်ဒီစာရင်းနှီးစနစ်ကိုတည်ဆောက်မယ်။သူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးနိုင်တဲ့သူဖြစ်ချင်တယ်။ငါတို့မမြင်ဘူးသေးတဲ့အနာဂတ်ဘာမှမသိသေးတဲ့ကဘာကြီးကိုဘာကြောင့်ကြောက်နေမှာလဲလို့ပြောပါတော့တယ်။အမတ်ကြီးကတော့မတုံမလုံးတောင်းတမရဘဲနဲ့အဲ့ဒါဆိုရင်ကျေးဇူးပြုပြီးငါ့ကိုကွက်မြက်ပြီးတော့အဆုံးသတ်လိုက်ပါလို့ပြန်လျှောက်တင်ခဲ့ပါတယ်။အဲဒီနောက်ကောင်းကင်ကြီးကမောင်မဲလာခဲ့ပြီးမိုးစရွာခဲ့လို့တံပီလည်းအိမ်ပြန်ချင်းရောက်ပြီးဆိုတာကိုနားလေလိုက်ပြီးတော့အားလုံးကိုနှုတ်ဆက်ခဲ့လိုက်ပါတယ်။ဘင်းကတော့တံပီကိုသူမထွက်သွားမဲ့အနီးဆုံးနေရာထိလိုက်ဖို့ပေးခဲ့ပြီးခဏကြာမှတော့သူမထွက်ပေါ်လာတဲ့အတိုင်းသူ့ရှိကနေပြန်လေပြောက်ွယ်သွားခဲ့ပါတယ်။တံပီကတော့ရေထဲနှမြုပ်သွားပြီးခဏကြာမှကြောင်းပန်းကျန်နားမှာပြန်ပေါ်လာခဲ့ပြီးသူမပျောက်သွားခဲ့တဲ့အချိန်ကလည်းမိနစ်ပိုင်းသာကြာခဲ့ပါတယ်။အဲဒီနောက်ဇာမီဝက်ကန်းစီကိုအမြန်ဆုံးပြေးသွားခဲ့ပြီးတော့တန်းနိုင်ဆုံးဖြည့်ဆိုခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့အမေကအိမ်ရှိမှာသူမပြန်အလာကိုစောင့်နေခဲ့တာတွေ့တဲ့အခါမှာသူ့အမေကိုတင်းကျပ်နေအောင်ဖတ်ထားလိုက်ပါတယ်။ဒီနောက်မှာတော့တံပီတယောက်ကလေးမဆန်တော့ဘဲနဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာတိုင်းကိုတန်ဖိုးထတက်လာခဲ့ပြီးသူမရဲ့ဘဝကိုလည်းရင်းကျက်တည်ငြိမ်စွာဖြတ်တန်းခဲ့ပါတယ်။ဒီလိုနဲ့လာနေငယ်ကြမှာတံပီတယောက်ကျောင်းကထွက်လာတော့ကောင်းကင်ကြီးကညိုလာပြီးမိုးပြန်ရွာလာတဲ့အချိန်ရုတ်တရက်သူကောင်းပေါ်ကိုထီးချောင်းမိုးပွေးလာခဲ့လို့ကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့ဘရင်ကြီးနဲ့ရုပ်ချင်းတူတဲ့သူတယောက်ဖြစ်နေပါတယ်။သူကတော့ကျွန်တော်တို့ရှေ့တုန်းကဘတ်စကားပေါ်မှာဆုံးခဲ့ပူပြီးမင်းထွက်သွားတဲ့အချိန်ထီးချောင်းကြံခဲ့တယ်လို့ပြုံးပြီးသူမကိုပြောပြလိုက်ရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ